Messenger မှာအဝိပလာပုံကိုလုံးဒီပုံတွေပို့လာရင်အကာအကွယ်ဖွင့်နေ Messenger မှာဆိုရင်တော့ Nudity Protection ဆိုတဲ့ဒီ feature လေးပါလာပြီဖြစ်ပါတယ်ဒီ feature လေးကကျွန်တော်တို့ကိုအဝိပလာပုံတွေကိုလုံးဒီပုံတွေပို့လာမယ်ဆိုရင်အကာအကွယ်ပေးထားတဲ့ဗလားပေးထားတဲ့ပုံစံမျိုးလေးဖြစ်မှာဖြစ်ပါတယ်ဘယ်လိုဖွင့်ရမလဲဆိုရင်တော့ကျွန်တော်တို့ Messenger လေးကိုဝင် Messenger ကိုရောက်ပြီဆိုရင်ကျွန်တော်တို့အောက်က menu မြင်းချောင်းသုံးခုနေရာလေးကိုနှိပ်မယ်နော်ပြီးတော့ရင်တော့ဒီ setting နေရာလေးကိုထပ်နှိပ်မယ်ဒီနေရာကိုရောက်ရင်တော့ကျွန်တော်တို့ဆွဲတင်လိုက်ပါမယ်ဒီမှာကျွန်တော်မြင်နေရတဲ့ privacy and safety ဆိုတဲ့အိမ်ပုံစံတော့အိမ်ပုံစံနေရာလေးကိုတစ်ချက်နှိပ်မယ်ပေါ့နော်ဒီမှာမြင်နေရတဲ့ nudity protection ဆိုတဲ့ဒီစာလေးကိုနှိပ်ရမှာဖြစ်ပါတယ်ဒီစာလေးကိုတစ်ချက်နှိပ်လိုက်ပါအခုဒီမှာကျွန်တော်တို့ဒီကောင်လေးကမဖွင့်ရသေးဘူးဆိုရင်ဒါလေးကိုတစ်ချက်နှိပ်ပြီးတော့ဖွင့်လိုက်ပါနော်โอเคအခုဒီမှာမြင်နေရတယ်လို့မျိုးဖွင့်လို့ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကိုပို့လာတဲ့ဓပုံလေးကဒီအဝိပလာပုံလိုမျိုးဖြစ်နေမယ်ဆိုရင် Messenger ဘက်ကဒီပုံလေးကိုဗလာပေးထားမှာဖြစ်ပါတယ်ဒီ feature လေးကအကောက်တိုင်းမှာတော့မရသေးပါဘူးတချို့အကောက်တွေမှာတော့အခုဒီလိုမျိုးလေးဝင်ကြည့်လိုက်လို့ပါတယ်ဆိုရင်တော့ဖွင့်ထားလိုက်ပါမပါသေးဘူးဆိုရင်တော့ကိုယ့်ရဲ့ Messenger ကို Play Store မှာ update ရှိနေလားဝင်စစ်ကြည့်ပြီးတော့ update ရှိရင်တင်ကြည့်ပါတင်ကြည့်တာတော့မှမပါသေးဘူးဆိုရင်တော့နောက်ထပ် update အသစ်တွေမှာကိုယ့်ရဲ့ Messenger မှာပါလာနိုင်ပါတယ်အဲ့ဒီအချိန်ကြာမှအခုအတိုင်းလေးတွားပြီးတော့ဖွင့်ထားလိုက်ပါနော်ဒီကိုတော့အားလုံးအဆင်ပြေကြပါစေဗျာ